အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ Samsung device တွေမှာ alpha ပြီးတော့ကြာသွားရင်ဘယ်လိုကြော်မလဲဆိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်အဲ့တော့ Samsung device တွေမှာ alpha ပြီးတော့ကြာသွားရင်ဘယ်လိုကြော်မလဲဆိုတာထက် alpha ပြီးတော့ဆိုတာဘာလဲဆိုတာအရင်ဆုံးရှင်းပြချင်ပါတယ် alpha ပြီးတော့ဆိုတာကသူက factory reset product လို့ခေါ်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းတွေထဲမှာ Gmail အကောင့်တွေထည့်ထားတယ်သို့မဟုတ်ကျွန်တော် Samsung အကောင့်တွေထည့်ထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တွေက pattern လုံးမေ့သွားလို့ဖြစ်စေသို့မဟုတ် something တစ်ခုခုကြောင့်ဖြစ်စေကျွန်တော်တို့တွေက factory reset ချလိုက်တယ်သို့မဟုတ်ကျွန်တော်တို့တွေက firmware error တက်သွားလို့ firmware အသစ်ပြန်တင်လိုက်တယ်ပေါ့နော်အဲ့အချိန်မှာသူက set ပြန်လဲပြီးတော့စတင်မယ်ပေါ့နော်စတင်တဲ့အချိန်မှာကျွန်တော် language တွေရေးခိုင်းမယ်ပြီးတော့ရင်ဒီ region တွေရွေးခိုင်းမယ်ပြီးတော့ရင်ကျွန်တော်တို့ wifi တွေချိတ်ပြီးတော့step by step setup wizard ကိုကြော်ခိုင်းမယ်ပေါ့နော်အဲ့ဒီအချိန်မှာသူက Wi-Fi ချိတ်ပြီး step by step သွားပြီဆိုတာနဲ့အရင်ထည့်ထားခဲ့တဲ့ Gmail အကောင့်ကိုပြန်ပြီးတော့တောင်းပါတယ်အဲ့ဒီ Gmail အကောင့်ကိုကျွန်တော်တို့တွေကပြန်ပြီးတော့ထည့်ပေးနိုင်ထည့်ပေးမထည့်ပေးနိုင် iPhone ကိုကျွန်တော်တို့တွေကသုံးလို့မရတော့ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တွေက effort ပြီးတော့ကြာတယ်လို့ခေါ်ပါတယ်အဲ့တော့တကယ်လို့များကိုယ့်ရဲ့ဖုန်းမှာ effort ပြီးတော့ကြာသွားခဲ့တယ်ဆိုရင်ဘယ်လိုကြော်မလဲဆိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်အဲ့တော့တကယ်လို့များကိုယ့်ရဲ့ဖုန်းမှာ effort ပြီးတော့ကြာသွားခဲ့ရင်ကျွန်တော်တို့အခု tool လေးတစ်ခုသုံးပြီးတော့အလွယ်ကူဆုံးနည်းလမ်းနဲ့ဖြည့်ရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်သုံးမဲ့ tool နာမည်က 0k not ဆိုတဲ့ tool ဖြစ်ပါတယ်အဲ့တော့ဒီ tool လေးကိုကျွန်တော်download ဆွဲမယ်ပေါ့နော် tool နာမည်က 0k not 0k not removal ပေါ့နော် 0k not removal ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်တယ်ဒါဆိုသူက 0k not removal 1.6 ဆိုတဲ့ file လေးကြာလာတယ်ပေါ့နော်ဒီမှာတွေလည်းရှိတယ်ပေါ့နော်အကောင့်ဆုံးကတော့သူနောက်ဆုံး latest ထွက်ထားတာပို့ပြီးတော့အဆင်ပြေပါတယ်ဒီမှာ 1.5 တွေလည်းရှိပါတယ် 1.6 ရှိပါတယ်ကျွန်တော်တို့ကအကောင့်ဆုံးကတော့ 1.6 ကိုသုံးတာပိုကောင်းပါတယ်နော်အဲ့တော့ i2 လေးကိုကျွန်တော် download ဆွဲပါမယ် 0k not removal okay start download အများကြီးတော့မရှိပါဘူးเนาะ63ဆိုတော့6ဆိုတော့64 map ပဲရှိပါတယ်เนาะ file size အရင်မကြည့်ပါဘူးခဏလေးစောင့်ပေးပါโอเคအဲ့တော့ကျွန်တော်တို့ရဲ့ file လေး download ဆွဲလို့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီ file လေး open folder လုပ်မယ်ပြီးသွားရင်ကျွန်တော် desktop ပေါ်တင်မယ်โอเคအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့သူ့ကိုကျွန်တော်တို့ virus ပိတ်ထားပေးဖို့လိုအပ်ပါလိမ့်မယ်เนาะ virus ကျွန်တော်တို့ပိတ်ထားမယ်အဲ့တော့အရှင်ဆုံး virus ကို antivirus ပေါ့နော်antivirus ကိုကျွန်တော်တို့အရှင်ဆုံးသူ့ကို excluding လုပ်မယ်ပေါ့နော် excluding လုပ်မယ်ဆိုတော့ဒီကောင်လေးကိုဇစ်ရင်ဖြီးလိုက်မယ် zip ဖြီးလိုက်မယ် okay 0k တော့ပေါ့နော်ဒီ file လေးကိုကျွန်တော် zip ဖြီးထားတယ်ဖြီးထားပြီးရင်ဘာလုပ်မလဲဆိုတော့antivirus ကိုဖွင့်မယ်ပြီးတော့ရင် virus and theta เนาะအဲ့ထက်ကဘယ်ကိုသွားမလဲဆိုတော့ manage setting တွေက add or remove a closing တွေကိုသွားမယ် yes or no မင်း yes ပြီးတော့ add and a closing လုပ်ပေးပြီးတော့ folder ပြီးတော့ရင် desktop ပေါ်မှာရှိရဲကျွန်တော်တို့ရဲ့ 0k not removal လေးကိုရွေးပေးလိုက်တယ်ပေါ့နော် okay ဒါဆိုတော့ကျွန်တော်တို့ virus ဆိုပြီးတော့မဖြတ်အောင်လို့ကျွန်တော်တို့ excluding လုပ်ပေးပြီးသွားပြီပေါ့နော်တေးကြအောင်လို့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးတော့ zip ပြန်ဖြီးပါတယ်ဖြီးတဲ့သူကဒီ folder လေးဆိုတော့เนาะဒါဆိုတော့သူ့ကို virus ကမဖြတ်တော့ဘူးပေါ့နော် virus ဆိုပြီးတော့မဖြတ်တော့ပါဘူးokay အဲ့တော့ဒီ FFP ပေါ့နော် FFP ရဲ့သဘောတရားကကျွန်တော် setting ထဲကနေသွားပြီးတော့ factory reset ချလိုက်လို့ရှိရင်သူက FFP လို့မကြောက်ဘူးပေါ့နော်ဒါနဲ့ကျွန်တော်တို့ကအခုကfactory reset ရိုက်ထားပြီးသွားပြီသို့မဟုတ် firmware ပြန်တင်ထားတယ်ဆိုတော့ step by step သွားရတဲ့အနေအထားဖြစ်တယ်အဲ့ဒီအချိန်မှာ Gmail တောင်းတယ်ဆိုတော့ကျွန်တော်တို့ရဲ့ setting တွေကိုဝင်ဖို့ကဘလို့မှအဆင်မပြေနိုင်တော့ဘူးအဲ့တော့ကျွန်တော်တို့ setting ကိုဝင်လို့ရတဲ့ယူပေါက်တွေတော့အများကြီးရှိပါတယ်ကျွန်တော် manual နည်းလမ်းတွေတော့အများကြီးရှိရပါတော့အဲ့တော့ manual နည်းလမ်းကျတော့ကျွန်တော်တို့အနေနဲ့လေးအချိန်လေးပို့ပြီးတော့လင့်တယ်ဆိုတော့ကျွန်တော်အခုဒီ 0k not ကိုကျွန်တော်သုံးလိုက်တာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့မြန်မြန်ဆန်ဆန်နဲ့ setting တွေကိုသူက ADB ဝင်လို့ရအောင်သူကလုပ်ပေးမှာပေါ့နော် ADB ချိတ်ဆက်လို့ရအောင်သူလုပ်ပေးမယ်ပြီးသွားရင်သူတခါတည်း factory ပြန်
ချပြီးတော့ဒီ FRP log ကိုဖြုတ်ပေးမှာဖြစ်ပါတယ်เนาะ 0k တော့ removable ပေါ့เนาะဒီ tool လေးပါအဲ့တော့ဒီ tool လေးကိုကျွန်တော်ဖွင့်ပေးမယ် right click run as administrator နဲ့ဖွင့်ပေးပါမယ် yes or no မေး yes okay ဒီ tool လေးပါဒါလေးကကျွန်တော်တို့ရဲ့ 0k တော့ removable ဆိုတဲ့ tool လေးဖြစ်ပါတယ်အဲ့တော့သူကဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ဖုန်းနဲ့ကွန်ပျူတာနဲ့ကိုဘယ်လိုချိတ်ဆက်မလဲဆိုတော့အရင်ဆုံးဖုန်းကိုကျွန်တော်တို့FRP log ကြာနေတဲ့ပုံစံအတိုင်းတွားပါပြီးသွားလို့ရှင်ကျွန်တော်တို့နောက်ထဲကိုပြန်ထွက်ပြီးတော့ emergency call ခေါ်လို့ရတဲ့နေရာထိကိုတွားပါ emergency call ခေါ်လို့ရတဲ့နေရာရောက်ရင်ကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုတော့ *#0 *# ဆိုတာလေးကိုရိုက်ပေးလိုက်ပါ0 *# ဆိုတာလေးကိုရိုက်ပေးလိုက်ရင်အခုလိုမျိုးလေးသူကဒီသူ့ရဲ့ color touch တွေပေါ်လာမယ်ပေါ့နော် okay အဲ့ကြလို့ရှင်ကျွန်တော်တို့က enable adb ဆိုတာလေးရှိပါတယ်OMAD တက်ကိုကျွန်တော်တို့အရင်ဆုံးသုံးကြည့်ပါတော့အဲ့တော့ဒီကောင်လေးကိုကျွန်တော်အရင်ဆုံး click တစ်ချက်ထောက်ကြည့်ပါတယ်yes or no မေးတော့ yes သူက *#0 နဲ့ဝင်ခိုင်းတယ်ဟိုကျွန်တော်ဝင်ထားပြီးဆိုတော့ okay လုပ်ပေးလိုက်တယ် okay ဒီမှာကျွန်တော်သူ့ရဲ့ port လေးကိုကျွန်တော်တစ်ချက် refresh လုပ်ကြည့်တယ် corner 4နဲ့သူလာချိန်နေတယ်ချိန်နေပြီဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရပြီလဲဆိုတော့ FRP ကြော်လို့ရပါပြီအဲ့တော့ reset FRP adb move ဆိုတာလေးကိုကလေးတစ်ချက်ပေးလိုက်ပါမယ်okay done တော့ပြတယ်အမှန်တကယ်ဆိုရင်တော့သူကဖုန်းမှာသူကအမှန်ကြလေးလာတောင်းမယ်ပေါ့နော်သူကဖုန်းမှာအမှန်ကြလေးလာတောင်းမယ်ပေါ့နော်အခုကမရသေးဘူးဆိုတော့ကျွန်တော်နောက်တစ်ခေါက်နောက်တစ်ဆင့်နဲ့ဆန်းကြည့်ပါမယ် info စစ်ကြည့်ရယ် okay ပြီးတော့ရင် result FRP လုပ်ကြည့်မယ်မရသေးဘူးပေါ့နော်ဆိုတော့နောက်တစ်ဆင့်နဲ့ကျွန်တော်ထပ်ဆန်းမယ်okay မရဘူးဆိုရင်ကျွန်တော်တို့ပြန်ထွက်ပြီးတော့ *#0 *# နဲ့ပြန်ခေါ်ကြည့်မယ်ကျိုးအဖြုတ်တက်ပြန်လုပ်ကြည့်ပါမယ်ဒီမှာတော့သူက corner 4နဲ့ချိန်တယ်ဗောနော် enable adb ပြန်လုပ်ကြည့်ပါမယ် *#0 *# နဲ့ပြန်ချိန်ခိုင်းတယ် emergency call တော့ဝင်မယ် *#0 *#okay လုပ်ပေးတယ်okay အမှန်ကြီးလေးတောင်းပြီပေါ့နော်ကျွန်တော်တို့ရှိမှာအမှန်ကြီးလေးတောင်းတော့ကျွန်တော်တို့သူ့ကိုအမှန်ကြီးလေးပေးပြီးတော့ allowance လုပ်ပေးလိုက်တယ်ဒါဆိုရင်ရပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ပေးမလဲဆိုတော့ဒီမှာ result FRP adb move ရှိပါတယ်ဒါလေးကိုကလစ်လေးတစ်ချက်ပေးလိုက်တယ်ဗောနော် okay သူဒီမှာလဲပေါ်လာပြီကျွန်တော်ရဲ့ဖုန်းက reboot ကျသွားပါပြီเนาะဒီမှာလဲသူ Samsung G975N ဆိုပြီးတော့သူ့ရဲ့ model number တွေပေါ်လာတယ်ကျွန်တော်တို့အလုပ်လုပ်ပေးတယ်ဒန်းပြသွားပြီဖုန်းက reboot ဆင်းသွားပြီပြန်တက်လာပြီဆိုရင်တော့ကျွန်တော်တို့ဖုန်းလေးက FRP log ဖြုတ်လို့ပြီးသွားပါပြီเนาะဒါဆိုတော့ဘာမှခဲရခက်စစ်မရှိပါဘူးเนาะအဲ့တော့အခုဖုန်းက logo လည်နေရဆိုတော့သူ့ကိုကျွန်တော်ခဏလေးစောင့်ကြည့်ပါမယ် okay ဖုန်းကပြန်တော့တက်လာပြီ logo မှာပေါ့เนาะ second logo မှာရောက်နေတယ် okay ဒါဆိုတော့အခုကျွန်တော်တို့ဖုန်းကဘာ error မှမရှိတော့ဘဲနဲ့ဘာ FRP log မှမရှိတော့ဘဲနဲ့ FRP log ကိုလွယ်လွယ်ကူကူဖြုတ်ပြီးသွားပါပြီအဲ့တော့ဒီနီးလန်းလေးနဲ့လူတိုင်း FRP log ကိုအဆင်ပြေပြေဖြုတ်နိုင်ပြီလိမ့်မယ်လို့ညွှန်လင်းပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ